စနေသားသမီးတွေအတွက်ဒီတစ်ပတ်ကတော့မထင်မှတ်ပဲနေရင်ထိုင်ရင်ပြဿနာလေးတွေရောက်လာနိုင်ပြီးစိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စတွေကြောင့်စိတ်မငြိမ်သလိုခံစားရတတ်ပါတယ်။လုပ်ငန်းတွေကကိုမျော်လင့်ထားသလိုမအောင်မြင်သေးပေမဲ့ဒါဟာအချိန်ပိုင်းအခက်အခဲသာဖြစ်လို့စိတ်မလျော့ပါနဲ့။အလုပ်နေရာပြောင်းရွှေ့ရတာဒါမှမဟုတ်အရင်လွတ်ခဲ့မှုတွေနေရာကိုပြန်ရောက်ရတာမျိုးကြုံရနိုင်ပြီးလက်ရှိအလုပ်ကိုထွတ်ချင်စိတ်လည်းဖြစ်လာတတ်ပါနဲ့။ဖျောင်းစင်းသူတော်ဒါမှမဟုတ်ပုံတော်တွေကိုမထင်မှတ်ပဲတွေ့ရတာလက်ခံရတာမျိုးရှိရင်အလွန်ကောင်းတဲ့နမိတ်ဖြစ်လို့ကံကောင်းခြင်းတွေစတင်လာမယ့်အချိန်ဖြစ်ပါတယ်။ငွေဝင်ကောင်းလာပြီးလက်ရွှင်လာနိုင်တယ်လို့မမျော်လင့်ထားပဲငွေတစုတစည်းဝင်လာတာဆုံးရှုံးထားတဲ့ငွေတွေပြန်ရလာတာမျိုးလည်းကြုံရတတ်ပါတယ်။လက်ဝတ်ရတနာပစ္စည်းတွေဝင်လာနိုင်ပေမဲ့လက်ဖို့ကိုင်းပတ်တွေအောက်လက်ငယ်သားတွေကြောင့်စကားမညီတာဆူဆွဲခံရတာခြောက်ချခံရတာမျိုးတွေထင်နိုင်လို့စိတ်ရှည်ဖို့လိုပါတယ်။စက်ပစ္စည်းတွေကဒုက္ခပေးတတ်ပြီးမတော်တဆထိခိုက်ဒဏ်ရာရနိုင်လို့တတိထားပါအိမ်တောင်ရဲမှာတော့စကားမပြောဘဲစိတ်သေးထားမနေပဲအေးအေးဆေးဆေးညှိနှိုင်းရင်အခြေအနေကောင်းလာနိုင်ပါတယ်အချစ်ရဲမှာတော့ကံကောင်းခြင်းတွေရလာပြီးလက်ဆောင်လေးတွေရလာကြောင်းစိတ်ပျော်ရွှင်ရတတ်ပါတယ်ကျမ်းမာရေးအနေနဲ့သွားနာတာအစ်စ်အမြစ်ကြိုက်တာဒူးနာတာမျိုးတွေဖြစ်နိုင်လို့ကိုလက်အနားယူဖို့မမေ့ပါနဲ့ဒီတစ်ပတ်မှာအရေးကြီးကိစ္စတွေဆောင်ရွက်တဲ့အခါခရမ်းရောင်နဲ့အစိမ်းရောင်ကိုအားပြုပြီးဝတ်ဆင်ပါနှစ်ကနန်းနဲ့လေးကနန်းတွေကအကျိုးပေးပါလိမ့်မယ်ကံအထောက်ပံ့ကောင်းများရရှိရန်အုံနှုတ်ခောက်ဆွဲတပွဲဖျားမှာကတ်လူပူဇော်ပေးပါဘလို့အခြေအနေပဲဖြစ်ဖြစ်စိတ်မပင်ပန်းစေပဲကို့အကျိုးအတွက်တည်ငြိမ်စွာဆက်လက်ရှောက်လန်းနိုင်ပါစေမကောင်းတာတွေကတဖြည်းဖြည်းဝေးကွာသွားပြီးကောင်းတဲ့တွေပျော်ရွှင်မှုတွေကကိုယ့်ဘက်ကိုဆက်တိုက်ရောက်လာပါစေလို့ဆရာဟိမ့်မင်းမှစုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဒါနဲ့အပတ်စဉ်ဟောစာတန်းတွေတင်ဆက်ပေးနေမှာဖြစ်လို့ဆရာရဲ့ YouTube Channel ကို Subscribe လုပ်ထားပြီး TikTok account ကိုလည်း Follow လုပ်ထားခဲ့ပါ